ဒီခေတ်မှာအချစ်ဆိုတဲ့အရာအဲ့လောက်တောင်အရေးကြီးလို့လားဘာလို့အဲ့လောက်တောင်စိုက်ကြည့်ငါအိမ်တော်ပြလို့ရှိရင်အရန်ချမ်းသာတဲ့သူပဲငါလက်ထပ်မှာဦးမင်းတပ်ပိုင်စီမှာကလေးတယောက်ရှိဒီပုံစံတိုင်းဆိုမကြားခင်စပါရညခုတက်နေတဲ့တင်တန်းတွေကိုငါပြီးအောင်တက်မယ်ပြီးလို့ရှိရင်နင့်ငါယူမယ်အဲကြလို့ရှိရင်နင်ကဘာမှမလုပ်နဲ့အိမ်မှာပဲနေရှင်ကကျမကိုလက်ထပ်အောင်မယ်ရှင်လက်ထဲမှာကျမဘဝကိုတွေးကြည့်လိုက်စမ်းရှင်ရှာတဲ့နှစ်ပဲတစ်ပြားပတ်စံလေးကိုပဲကျမကရမှာပြီးကျမရှင်ကိုကလေးလေးမွေးပေးအောင်ငငယ်မင်းသမီးလေးပါလားဟုတ်တယ်လို့ပြောတာတော့မှအဆင်ပြေရလားလေကွက်တွေသူများတွေများလေကွက်ထဲနဲ့အလုတ်ကိုဖြစ်နေတာပဲဟေးနေငါမောင်ပြချူစားပတ်စံလေအခုချက်ချင်းပြန်ပေးငါသမီးကနေမောင်စီကချူစားကြမလို့ဘူးငါတော့လို့ခဏယူတာနေမောင်ကလည်းသဘောတူလို့ချီးတာအခုမရှိဘူးမပေးနိုင်ဘူးငါအတွက်အချစ်ဦးဖြစ်ခဲ့မှန်တယ်ဒါပေမဲ့အဲ့အချစ်ဦးပါပဲငါရဲ့အချစ်တွေအားလုံးတတ်ပြစ်လိုက်တာငါမှဒဏ်ရာတွေအခုချိန်ထိမကြက်သေးဘူးစမရဲ့ကကြောင့်အတွေ့အထိမှဆိုချမ်းမရတဲ့ကြောင့်စမရဲ့ကကြောင့်ကျိုးတဲ့ကိုတော့မေမရတဲ့ကြောင့်ရုံထွက်မရကြောင့်ဆိုတဲ့ကိုမိုးလုံးမကြိုးစားလို့လှုပ်ထုတ်ဖို့ခေါ်မှာပါ။ပုံလေးကကောင်းလေးနဲ့မိုးနဲ့ဘယ်လိုပတ်သက်မှုရှိလဲဆိုတာသိချင်လို့ပါ။မြို့အကူပေါ်မှာနိုင်ကြည့်ခဲ့တာရောတစ္ဆာမရှိခဲ့တာရောမျိုးသိပါတယ်။နင်နဲ့အရင်တွဲတဲ့တတိယနင့်ဖြစ်သွားလို့နင်ဘာမှအားမငယ်ဘူး။ငါနင့်လက်ထပ်မယ်။နင်ဘာလာပြောနေတာလဲ။ငါ့ကိုဘယ်သူကပြစ်သွားမှာလဲ။ဘယ်သူမှမပြစ်ဘူး။လူတယောက်ကိုဆင်းရဲချမ်းသာနဲ့တိုင်းတာပြီးကိုချင်းတရားနဲ့ရိုးသားမှုတွေကိုကိုတိုင်းတာ။မိုးကကိုကြီးမှကြောက်တင်လာတဲ့စိတ်ရိုင်းတစ်ပွင့်။ကဲဒီပါဗျာ။ဒီရင်မိုးနေရမှာနော်။နေ့ရဲ့ချက်ကအောင်မြော်လုံးနိုင်ပြီ။တမီးရန်ကုန်မှာတထေးတယောက်နဲ့ကြိုက်ခဲ့ရမေး။မေဟင်တမီးကိုကရှင်ကိုချစ်တော်လို့ကျမမှတန်တန်ဆွဖြစ်ဒီမိကလေးဒါမျိုးလုပ်လိုက်မယ်လို့အဖေမထင်ထားဘူးကွာကျမဒီအိမ်တော်ရောပြပြီးစခဲ့တယ်လို့ကျမမကိုပါလာကျမဆွဲဆောင်နေတာနေမစားတော့နေတဲ့စကားတွေဘာအတိတ်မှမရှိရှင်မရင်ငယ်မှာမိုးမြင့်နေလို့ထိရှင်နာနေတာလားနာနေတာလားသူကလည်းကောင်းနေတယ်လုံးရလိုက်တာ